မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်နော်ကျမတို့တရားတော်ရှင်တွေထုံးမြတ်တန်တာဖြစ်ပါတယ်ကျမဒီနေ့မိတ်ဆွေများကိုဥပဒေဖုတုတဝိမျှပေးသွားမယ့်အကြောင်းအရာကတော့နော်ကိတ္တိမသားသမီးဆိုတာဘယ်လိုလဲနော်သူတို့ရဲ့အခွင့်အရေးကဘယ်လိုရှိလဲဆိုတဲ့အကြောင်းအရာကိုမိတ်ဆွေများကိုဥပဒေဖုတုတဝိမျှပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့မြမဒလေထုံးတဲ့ဥပဒေမှာကိတ္တိမသားသမီးတို့ရဲ့အမွေဆက်ခံပိုင်ခွင့်ဟာတဲ့နော်ဝေးစားမိဘစီရပဲဆက်ခံရမှာဖြစ်တယ်တဲ့နော်ဒီရင်ဖိုင်ရင်စီကအမွေကိုတော့ဆက်ခံပိုင်ခွင့်မရှိဘူးတဲ့နော်ဒေါ်တန်းခင်နဲ့ဒေါ်နွတ်နွတ်စင်1990မတာဆ119နော်ဒါစီရင်ထုံးလေးနော်ဝေးစားမိဘဟာလည်းသူတို့ရဲ့နော်မိဘတွေစီ